AI တိုင်းဒေသကြီးဖျာပုံခရိုင်ဗိုလ်ကလေးမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခမ်းမတွင်ယနေ့နနက်9:00 နာရီအချိန်ကလူငယ်နှင့်ပြည်သူ့နီတိအသိပညာပေးတော်ရှိုးကျင်းပဆောင်ရွက်ပါတယ်။ဆိုပါတော်ရှိုးတွင်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါက်ကေဝေဝေမြင့်နှင့်ပညာရေးဝန်ထမ်းတဦးဖြစ်သူကလောင်ရှင်အလင်းနတ်သမီးဆီယာမဒေါ်တော်စင်ချမ်းမြေ့သူတို့ကပါဝင်၍ရှ िख ုကဲ့သို့ဆွေးနွေးခဲ့ကြပါတယ်။ မင်္ဂလာပါဆရာမရှင် ဟုတ်ကဲ့မင်္ဂလာပါဆရာမရဲ့ကလောင်ကြီးလေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကဲ့ကျမအလင်းနဲ့သမီးကလောင်နာမည်နဲ့စောင်းပါးတွေရေးတယ်ဆရာမတော်တော်ဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ကျမတို့ဒီကနေ့လူငယ်နဲ့ပြည်သူ့နီတိပေါ့နော်ခေါင်းဆက်ပြီးအသိပညာပေးတော်ရှိုးလေးကိုရိုက်ကူးမှာဖြစ်တဲ့အတွက်ဒီလူငယ်တွေပေါ့နော်လူငယ်တွေတချို့လူငယ်တွေမသိသေးတဲ့နော်ပြည်သူ့နီတိဆိုတာဘယ်လိုလဲဆိုတာကိုလည်းအဓိပ္ပာယ်ဖွင့်ဆိုပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟိုပြည်သူနီတိဆိုတာပေါ့နော်ဒီလူအချင်းချင်းဆက်ဆံတဲ့နေရာမှာအရေးပါတဲ့ပညာရပ်တစ်ခုပါဒါကိုလူတွေကတတိမထားမိကြတာပေါ့နော်ပြည်သူဆိုတာကတော့လူအများကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီနောက်ကသူ့ရဲ့နီတိဆိုတာကတော့ဒီမှန်ကန်တဲ့လမ်းညွှန်ချက်တွေเนาะကောင်းမွန်တဲ့အကျင့်စာရိတ္တတွေဒါတွေကိုလမ်းညွှန်ပေးထားတဲ့သဘောတရားတစ်ခုပဲဖြစ်ပါတယ်ဒီနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ကျမတို့ဟိုလူသားပိသားဖို့ပေါ့เนาะလူပိသားဖို့ဖြစ်လာတဲ့လူကျင့်ဝတ်တွေကိုသင်ပေးတဲ့အရာကြီးတစ်ခုပေါ့ဒီပြည်သူ့နီတိကိုလိုက်နိုင်ရခြင်းဖြစ်ရရှိတဲ့အကျိုးကျေးဇူးတွေပေါ့နော်လူငယ်တွေသိအောင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီပြည်သူ့နီတိကိုလေညီမတို့တွေကကျောင်းနေမှာဆိုလို့ရှိရင်လေဇာရိတနဲ့ပြည်သူ့နီတိဆိုပြီးတော့ထည့်သွင်းပြီးတော့သင်ကြားပါတယ်ဘာသာရပ်တွေမှာလေဒါတွေကိုအကျယ်တဝင့်ပေါ့နော်ဟို main subject အနေနဲ့မသင်တာပဲရှိရပေါ့နော်အဲ့လိုမျိုးတွေသင်ကြားပေးနေရရှိပါတယ်ဒီလိုကလေးတွေကိုဒါတွေသင်ပေးခြင်းအပြင်ဘယ်လိုကြိုးကျေးဇူးတွေရနိုင်လဲဆိုတော့ပြည်သူ့နီတိကိုလိုက်နာခြင်းအားသူတို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်သွားမယ်ပြီးလို့ရှိရင်ဒီကိုချင်းစာတတ်တာပေါ့တယောက်နဲ့သူငါဆိုရင်ဘယ်လိုခံစားရမလဲဆိုရင်ကိုချင်းစာစိတ်တွေဖြစ်လာမယ်နောက်ကကောင်းမွန်တဲ့အကျင့်တွေသူတို့မှရရှိလာမှာဖြစ်တယ်တာဝန်ယူမှုတာဝန်ခံမှုစိတ်ဓာတ်ကလေးတွေလည်းသူတို့မှဝင်သွားမှာဖြစ်တယ်เนาะနောက်ကကြတော့ဟိုဒီသူတို့ဆုံးဖြတ်ချက်မမှားတော့ဘူးပေါ့เนาะအဲဒီစတဲ့အကျိုးကျေးဇူးလေးရရှိစေပါတယ်ဟုတ်ကဲ့ဒီပြည်သူ့နီတိရောဘယ်လိုနေရာကနေသင်ယူရမလဲဆိုတာလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပြည်သူ့နီတိကိုသင်ကြားဖို့ကြတော့လေသူကဟိုဒီကျောင်းမှာသွားပြီးတော့သင်မတို့စာအုပ်ကြီးကိုဖတ်မတို့မဟုတ်ပါဘူးညီမတို့ပြည်သူ့နီတိဆိုတာလေမိသားစုချင်းချင်းကနေလည်းသင်လို့ရတယ်เนาะလူမှုဆက်ဆံတဲ့ကျမတို့ပုံမှန်ဆက်ဆံနေတဲ့ဘဝအတွေ့အကြုံဘဝဒီဟိုလက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွေကနေလည်းတင်လို့ရတယ်တငယ်ချင်းတိုင်းဝိုင်းတွေနဲ့ကလည်းတင်လို့ရပါတယ်ဟိုဒါမှသာလည်းဒီမိသားစုထဲမှာဆိုလို့ရှိရင်အိမ်မှာဆိုအိမ်စည်းကမ်းရှိတယ်လို့ကျောင်းမှာဆိုကျောင်းစည်းကမ်းရှိရလမ်းမှာဆိုလမ်းစည်းကမ်းရှိရပေါ့ဒါတွေအားလုံးကပြည်သူ့နီတိတွေပါပဲနိုင်ငံခြားတွေမှာဆိုလို့ရှိရင်လည်းဒီဘာသာရပ်ကိုဘာသာရပ်တစ်ခုအနေနဲ့ထည့်သွင်းတင်ကြားပေးကြတာပါညီမတို့ဒီမြန်မာနိုင်ငံမှာတော့တိတ်ပြီးတော့ဒီဘာသာရပ်ကြီးကိုစိတ်ဝင်စားမတင်ကြလို့တာပေါ့နော်အခုကဆိုရင်ပို့ပြီးတော့လိုအပ်ပါတယ်ညီမတို့လူငယ်တွေအနေနဲ့ကဟိုဗတ်ပေါင်းဆောင်ကနေပြီးတော့ဒီ social media ကြီးပြန့်နှံ့လာတဲ့ပုံမှာလည်းခလေးတွေကတိတ်ပြီးဇာတိတာပိုင်းဆိုင်ရာကြီးနည်းနည်းအားနေတာပေါ့နော်ဒါတွေကဘာလို့လိလာမှလည်းတင်ရမှလည်းဆိုဒီဇာတိတာနဲ့ပြည်သူ့နီတိနဲ့သက်ဆိုင်တဲ့ဟိုရင်ကျေးချင်းတွေကိုတင်ရမှာပါဒါမိသားစုမှာဆိုရင်အိမ်မှာဘိုးဘွားတွေမိဘတွေကနေဆိုဆုံးမတဲ့စကားတွေဒါတွေကလည်းပြည်သူ့နီတိအတွက်တင်ရမှာပါပဲအเจ้าမှာဆိုလဲဆရာမကြီးဆိုဆုံးမတဲ့စကားတွေဒါတွေကရင်ကျေးလိမ်မာပြီးတော့နိုင်ငံသားကောင်းတယောက်ဖြစ်လာဖို့အတွက်ဒါပြည်သူ့နီတိသဘောတရားကိုသင်ကြားပေးနေရပဲဖြစ်ပါတယ်ဟုတ်ဒါကြောင့်မလို့ဒီကလူငယ်လေးတွေကိုပြောချင်တာညီမတို့ကဒီပြည်သူ့နီတိကိုလိုက်နာနိုင်ဖို့အတွက်လူငယ်တယောက်အနေနဲ့ဆိုလို့ရှိရင်အကျင့်သေးသေးလေးတွေကနေစပြီးတော့ကောင်းမွန်တဲ့အကျင့်တွေဖြစ်အောင်သင်ဖို့လိုပါမယ်ပြီးတော့ကောင်းတဲ့ပတ်ဝန်းကျင်ကိုရွေးချယ်ဖို့လိုပါတယ်ကိုယ်မှရွေးချယ်ပိုင်ခွင့်တွေအများကြီးရှိရဆိုတော့နောက်တစ်ခါကျတော့အမှားလုံးမိရင်တော့မရှောင်မဲနဲ့အဲ့အမှားကိုကိုယ့်ဘာသာကိုဖြေရှင်းနိုင်ရမယ်အဲ့အမှားတွေကနေသင်ခန်းစာယူတတ်ရမယ်ဒါဒီလဲပြည်သူ့နီတိရဲ့သဘောတရားတစ်ခုပါပဲနောက်ဆုံးတစ်ချက်ကတော့ညီမတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ကို့မှာတာဝန်သိတဲ့စိတ်တွေဝင်လာမယ်ပေါ့နော်ဒီပြည်သူ့နီတိကိုလေ့လာခြင်းအပြင်နောက်ဆုံးတစ်ချက်ကတော့အရေးကြီးတယ်ပေါ့အမြဲတမ်းလေ့လာသင်ယူနေရပါမယ်လူငယ်တယောက်ဆိုတာအမြဲတမ်းတက်ကြွနှိုးချလန်းဆန်းနေပြီးတော့သင်တစ်ခုခုကိုသင်ယူခြင်းစိတ်အမြဲတမ်းပေါက်ဖွားနေရပါမယ်ဒါမှသာလေညီမတို့ပြည်သူ့နီတိရဲ့ဇာရိတမန်တိုင်းတွေပို့ပြီးတော့ကောင်းမွန်လာပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့နိုင်ငံသားကောင်းတွေဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်ရှင်ဒီသတင်းကိုပေးပို့တင်ဆက်တာကတော့ဗိုလ်ကလေးမျိုးနဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာကျွန်တော်မိုးဆက်ဗိုလ်ကလေးဖြစ်ပါတယ်